ရက်သမားကြီးလာပြီဟေးချင်းတွေခေါ်တဲ့ကြတော့ရင်ခုန်တဲ့မီအိတ်ထဲမှာပိုက်ဆန်ကမရှိတရှိနဲ့ချင်းငါပြီးတော့ထွက်လာတယ်ဗျာ yes sign see အမီကတော့ဘယ်လို့ဒါမှမဟုတ်နာချောင်းဒါပဲမဲ့စိတ်ကတော့ပွင့်ကြီးလို့ပဲပေါ့ခွက်ကလေးချလိုက်တာနဲ့ဒီတော့ပြီးတော့ပြောငါလောက်မိုက်တာဘယ်သူရှိလဲလို့ကြွေးကြောဟာရက်သမားရက်သမားဆိုတဲ့ရက်သမားအင်းပြန်ရောက်တော့ငါလို့ခေါင်းမရဇန်နီတီကဒုံနဲ့စောင့်နေတာချိုတီမရဘယ်သူလဲလို့မေးတော့ငါမကွာလို့မနဲ့ကြတော့ခေါင်းကပြီးနှောင်တရားပြန်ကိုမတော့တော့ဘူးချိန်ဆိုဘူးတဲ့တောင်းနေညာနေကြတော့လဲပေါ်ရီခေါ်တာနဲ့မေတော့ဆိုတဲ့ရက်သမားဟေးလာပြီပြောရက်သမားကြီးလာပြီဟေးနေဝင်တော့မယ်ဆိုတာနဲ့မျက်လုံးကလေးတငယ်ချင်းနဲ့ခေါ်တဲ့ကြတော့ရင်ခုန်တယ်မီအိတ်ထဲမှာပိုက်ဆန်မရှိတရှိနဲ့ချိန်ငါပြီးတော့ထွက်လာတယ်ဗျာ yes I see အမီရောပဲလို့ဒါမှမဟုတ်နာချောင်းဒါပဲမဲစစ်ကတော့ပူရင်ကြီးလို့ပဲပေါ့ကလေးချလိုက်တာနဲ့ဒီတော့ပြောငါလုံးမိုက်တာပဲသူရှိလေလို့